အိမ်ကွင်းမှာဗီလာတို့ရှုံးကျွေးပြန်ဆက်နိုင်မလားအားလုံးပဲမင်္ဂလာပါ AN Sport Channel ရဲ့အောင်မြင်ရတဲ့အောင်ပွဲအစီအစဉ်နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကြာတာပနေနေ့ညယူရိုပါလိဆီမီဖိုင်နယ်ဒူးကျော့ပွဲစဉ်ဖြစ်တဲ့ဗီလာနဲ့နော်တင်ဟမ်အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ဗီလာကလက်ရှိဖော်ကျနေပြီးတော့ပြန်ပွဲဆုံးနောက်ဆုံး6ပွဲမှာ2ပွဲနိုင်တပွဲတရေနဲ့3ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေပါတယ်ဒါပေမဲ့ဗီလာဟာအိမ်ကွင်းဆန်းဆောင်ရဲ့အထူးကောင်းမွန်တဲ့အသင်းဖြစ်ပြီးတော့ပရီးမီးယားလိအိမ်ကွင်း18ပွဲမှာ17ပွဲထိအနိုင်ကစားထားနိုင်တယ်လို့ယူရိုပါလိအိမ်ကွင်း6ပွဲစလုံးကိုလည်းအနိုင်ရရှိထားပါတယ်Nottingham Forest ကတော့ဖောင်ကောင်းနေပြီးတော့ပြန်ပွဲဆုံးနောက်ဆုံး10ပွဲဆက်ရှုံးပွဲမရှိဖြတ်တန်းထားနိုင်ပါတယ်ဒါပေမဲ့ပရီးမီးယားလိမှာတန်ဆင်းဆုံးနဲ့6မှတ်တာဖြတ်ထားနိုင်သေးတာမို့ပြန်ပွဲဆုံးနေရကြောင်မှာပြာများနိုင်ပါတယ်အတင်းကြီးတို့တော့ဒုက္ခပီလီရှိတဲ့ဗီလာရဲ့အိမ်ကွင်းမှာလည်း Nottingham အနေနဲ့ရုန်းကန်ရနိုင်ပါတယ်နောက်ထပ်အကြိုက်တစ်ပွဲရေးချင်မှုကို AN Sport ရဲ့ Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ်channel ကို join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ဒီနေ့တင်ထိတ်တိုက်တွေ့ဆုံမှုမှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင် Aston Villa ဟာ Nottingham ကိုအင်ကွင်းအခန့်ကစားခဲ့တဲ့နောက်ဆုံး5ချိန်မှာ4ချိန်နိုင်တချိန်တရေရရှိထားပါတယ်ပါကျော်ဟာ Nottingham ကွင်းမှာ1-0ဆိုတဲ့ကျင်းမြောင်းတဲ့ရလက်နဲ့တာအရေးနှိမ်ထားတာမို့ Villa အနေနဲ့ဒူးကျော်အင်ကွင်းမှာနောက်တစ်ဆင့်တက်ဖို့စူးစမ်းခွင့်အပြည့်ရှိပါသေးတယ်အင်ကွင်းအကောင့်နဲ့ Villa အနေနဲ့အစင်လာရလဲအားတာနေတယ်လို့ဖွင့်လှစ်မှုအရပါထည့်တွင်တွက်ချက်ကြည့်မယ်ဆိုရင် Villa အနေနဲ့ဒီညမှာအနိုင်ရဖို့အားကောင်းနေပါတယ်ဒါကြောင့် AN Sport Channel ရဲ့ကြာတာပရီနေ့ညအောင်မြင်ရတဲ့အောင်ပွဲဖြစ် Villa နဲ့ Nottingham တင်းတို့ရဲ့ပွဲစဉ်မှာ Aston Villa ကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ